ဆမရေကျမရဲ့ဘဝတတတာမှာထီပဲပေါက်ချင်တာထီကအရန်ကောင်းချင်ပါတယ်ဆိုတဲ့လူများဒီဗီဒီယိုကိုအပေါင်းလို့အတဲပေးပြီးရင် share သွားအခုဆမလက်ထဲမှာရှိပါတယ်ဆိုတဲ့နံပါတ်ကဒီတို့ကိုထီစုကြီးကြီးပေါက်စေနိုင်တယ်ဒီလားဒီလိုနံပါတ်ကိုကင်ဘူးတယ်တလောက်အားကြီးတဲ့ကတ်မဟုတ်ဘဲနဲ့တောင်မှဆမကတိန်း300ကျော်ဆမကထီပေါက်လိုက်တယ်ထီမထိုးဘဲနဲ့ထီပေါက်တာဆမကကြတော့ဒီနံပါတ်ကိုအတုံးပြုတ်ထားတာကိုတိုင်ကထီပေါက်စေမဲ့နံပါတ်ဟာတကယ်ထီပေါက်မပေါက်သိချင်လို့ကိုဆမကစားနာအဲ့ခါကျတော့ဆမကဒီမှာဆမရဲ့ပတ်ဝန်းကျင်မှာဆမရဲ့ပေးနာမှာဖုံးတွေက9လုံး10လုံးလောက်ရှိရဖုံးနေနော်အဲ့ဖုံးတွေ9လုံး10လုံးလောက်ရှိတော့အဲ့ဖုံးတွေထဲမှာတစ်ခုကိုဆမကထည့်ထားလိုက်တာဒီထီပေါက်စေမဲ့နံပါတ်ဆမအတုံးမပြုတ်ပါဘူးသူ့ကိုအဝင်ကောအထွက်ကောလေးတိလို့ပဲခေါ်ပေးလိုက်တာအဲ့လောက်ပဲလှုပ်တာတနစ်နဲ့3လနေတဲ့အချိန်မှာဆမကထီကိုပေါက်သွားတယ်ထီမထိုးပဲနဲ့ထီပေါက်လိုက်တယ်300ကျော်ဆမရလိုက်တယ်2021ကအခုဆမထီပေါက်လိုက်ပါတယ်ဆိုတဲ့နံပါတ်ထက်ပိုအားကောင်းတဲ့နံပါတ်အခုဆမတွေ့ထားပါတယ်ဘလောက်တန်တယ်လို့တင်ထင်လဲ comment လေးမှာမှန်ခဲ့ပါဦးတကယ့်ကိုထီပေါက်သွားနိုင်တယ်တစ်နှစ်မှာထီပေါက်မှလား6လမှာထီပေါက်မှလား2နှစ်နေမှာပေါက်မှလားအဲ့ဒါတော့ဆမအတိအကျမသိဘူးတေချာတာကတော့ထီပေါက်မယ်နော်တေချာတာကတော့ထီပေါက်မယ်အဲ့လိုနံပါတ်ကိုဆရာမအထူးစေးနဲ့ထားပေးပါမယ်30ပါရဲ့နော်30နဲ့ဆမရေဟာထီလဲကျွန်တော်ထိုးမယ်ထီကိုလည်းကျွန်တော်ပေါက်ချင်တာတစ်ဖက်ကလည်းကျွန်တော်ရဲ့လုပ်ငန်းကိုင်ငန်းတွေကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက်ကောဆိုရင်လုပ်ငန်းမရွေးတာအတာချက်ကလုပ်ငန်းမရွေးဘူးတစ်မှာလုပ်ငန်းတစ်ခုခုရှိပါစေလုပ်ငန်းမရွေးဘူးတိုးတက်တဲ့ဖက်ကိုတွားမယ်အဆင်ပြေတဲ့ဖက်ကိုတွားမယ်ငွေကြေးကံအရန်ကောင်းပါတယ်โอเคပါထိုက်တန်တဲ့လူလင်းလင်းမြန်မြန်ဆက်သွယ်ပါမယ်ရှင်